အဲ့ software က Excel နဲ့မရဘူးဟုတ်ကဲ့ပါ Aronian software မှာ report ကို Excel လေးနဲ့ပြပေးပါမယ်ဒါတော့ Aronian software Excel report လေးတင်တာဖြစ်ပါတယ် Live software မှာကြာတော့အရင်တော့ကြာတော့ report တွေကို Excel နဲ့လုပ်တာလေးက free မှာပေးသုံးပါတယ်နောက်ပိုင်းကျတော့သူကတော့ကန့်သတ်လိုက်ပါတယ် Live မှာ Excel လေးနဲ့ export လုပ်ချင်တယ်ဆိုရင်တော့ subscription လေးဝယ်သုံးမှအဆင်ပြေမဲ့သဘောလေးဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းကျွန်တော်တို့ minimat တွေစေးဆိုင်တွေကိုပို့ပြီးညွှန်းပေးပြတာကဒီ Aronian computer 3 free software လေးဖြစ်ပါတယ်သူကဒီ report type တွေလည်းတော်တော်များတယ် function တွေလည်းတော်တော်စုံတယ်ပေါ့နောက်ပြီးတော့ဒီ Live လိုမျိုးပေါ့နော် user တွေကိုကန့်ထားတာမရှိဘူးသူမှာ user တွေထပ်ထည့်လို့ရတယ်နောက်ပြီးတော့ user level တွေနဲ့သတ်မှတ်ထားလို့ရတယ်ပေါ့နော် report ကလည်းခုနဒီအကိုမေးတဲ့အတိုင်းပဲ Excel နဲ့ဘယ်လို report မျိုးလိုချင်လဲပေါ့ဒီမှာ report ပေါင်းမျိုးစားပေါင်းများစွာရှိပါတယ်ဒီလိုမျိုးပေါ့နော် free software တွေထဲမှာဒီလိုမျိုး report တွေစုံစုံလင်းလင်းနဲ့လှုပ်ဆောင်လို့ရတဲ့ software ဆိုတာရှားပါတယ်လှုပ်ဆောင်ချက်တွေစုံစုံလင်းလင်းလှုပ်ဆောင်လို့ရတဲ့ software ကဒီ Aronian ဆိုတဲ့ Windows 3 software လေးပဲဖြစ်ပါတယ်ကျွန်တော်တို့နာမည်တွေလည်းပြောပေးထားပါတယ်ဒီ Aronian Live အစရှိတဲ့ free software တွေက2018ခုနှစ်လောက်ကတည်းကကျွန်တော်တို့စီက printer ဝယ်တဲ့ customer တွေကိုကျွန်တော်တို့ဒီ software free software လေးတွေသုံးမယ်ဆိုရင်ကျွန်တော်တို့လက်ဆောင်ပေးပြတာလေးတွေပဲဖြစ်ပါတယ်ဒီ software တွေကကျွန်တော်တို့2018ခုနှစ်လောက်ကတည်းကစပြီးတော့ကျွန်တော်တို့ထိတွေ့လာတာဖြစ်ပြီးတော့တော်တော်လေးလက်ခံခိုင်မာအသုံးပြုနေကြပါတယ်မြန်မာပြည်မှာဆိုင်ပေါင်းများစွာလည်းအသုံးပြုနေကြပါတယ်ဒီ Aronian မှာဆိုလည်းခုနပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် product တွေထည့်တာလေးလွယ်လွယ်ကူကူနဲ့ထည့်လို့ရတယ်နောက် import export ပေါ့ဒါတွေကိုဒီ Excel file တွေနဲ့ import လုပ်လို့ရတယ်ရှိထားတဲ့ဒီ product တွေကိုထည့်ထားတဲ့ product တွေကိုလည်း backup လုပ်ချင်တယ်ဆိုရင် Excel file တွေနဲ့ backup လုပ်လို့ရတယ်ပေါ့နော်ဒါတွေကတော့ Live stack ကိုတော်တော်ကြီးပုံကောင်းပုံနဲ့အချက်လေးတွေပဲဖြစ်ပါတယ် Live မှာကကြတော့ဘယ်လိုမျိုးပေါ့ဒီ product တွေကိုလုပ်တာတွေနောက်ပြီးတော့ဒီ report တွေကို Excel နဲ့လုပ်တာတွေကဒီ Aronian လောက်တော့သိအားမရပါဘူးခင်ဗျာဒီ Aronian တော်တော်ကောင်းပါတယ်နောက်တစ်ခုကဒီလိုမျိုး user တွေခွဲပြီးသုံးလို့ရပါတယ် user တွေမှာဆိုလဲ Live လိုမျိုးဝယ်ပြီးမှသုံးရတာမဟုတ်ပါဘူးဒီထဲမှာ user function တွေလည်းခွဲပြီးတော့ permission နဲ့သုံးတဲ့ function တွေလည်းပါပါတယ်အသုံးပြုတာလေးကလည်းတော်တော်လေး user friendly ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စီမှာ printer ဝယ်တဲ့ customer တွေကိုခုနကပြောပြထားတဲ့ Live ဖြစ်စေ Aronian ဖြစ်စေပေါ့နော်ဒီ free software အသုံးပြုနည်း video လေးတွေကကျွန်တော်တို့အခမဲ့မျှဝေပါတယ်မိမိတို့ဘာသာမိမိတို့လည်းအခုကျွန်တော်တို့ဒီပြောတဲ့နာမည်လေးတွေကိုလည်း internet ကနေရှာပြီးတော့သုံးကြည့်လို့လည်းရသလိုကျွန်တော်တို့စီက printer ဝယ်ပြီးဆိုတာနဲ့လည်းကျွန်တော်တို့က customer တွေကိုအစင်းသင်းပြုလုပ်ထားတဲ့ user guide video လေးတွေအခမဲ့ပြန်လဲမျှဝေပေးသွားပါတယ်ခင်ဗျာ